နှစ်ပေါင်း2000ကျော်မှဖျားရှင်အမှန်တကယ်ရှိခဲ့ကြောင်းခိုင်မာတဲ့အထောက်အထားများကြောင့်ဗုဒ္ဓဘာသာဟာစိတ်ကူးရင်ဘာသာတစ်ခုမဟုတ်ပဲတမိုင်းကြောင်းတိကျမှန်ကန်စွာရှိခဲ့ကြောင်းသိရလို့မျက်နှိုးဂုဏ်ယူပွဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်များအတွက်လူကြီးရောလူငယ်များပါမဖြစ်မနေသိတဲ့နဲ့ဖျားရှင်ပွင့်တော်မူခဲ့ရာဗုဒ္ဓဂါယာအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုကြဖို့အကြံပေးပါရစေရှင်။ဗုဒ္ဓဂါယာဟာအိန္ဒိယနိုင်ငံဘီဟာပြည်နယ်မှာတည်ရှိပြီးကာလာကတန်းမြို့မှမိရထားလမ်းဖြင့်292မိုင်ကွာဝေးတဲ့ဂါယာခရိုင်ထဲမှာရှိကဂါယာမြို့မှတောင်ဘက်9မိုင်ဝေးတဲ့အရက်ဖြစ်ပါတယ်။ဂါယာဘူရာကနေဗုဒ္ဓဂါယာသို့အငှားရင်မြင်းလဲတို့နဲ့လွယ်ကူစွာသွားရောက်နိုင်ပါတယ်။ရှေးရခင်ကဒီဒေသတစ်ဝိုက်ကိုမဟန့်ခေါ်ဟိန္ဒူဘုန်းကြီးများကြီးစိုးခဲ့လို့ဗုဒ္ဓဘာသာဝင်ဖျားဖူးများအတွက်အနှောက်အယှက်ဖြစ်ခဲ့ကြရပေမဲ့အခုအခါမှာတော့အိန္ဒိယအစိုးရကဗုဒ္ဓဂါယာကိုဖျားเจ้าငံဥပဒေအရ1953ခုနှစ်မေလ28ရက်နေ့ကစပြီးအုပ်ချုပ်ရေးအဖွဲ့ဖြင့်စနစ်တကျအုပ်ချုပ်လျက်ရှိတယ်လို့သိရပါတယ်။အစိုးရကငွေမြောင်များစွာအကုန်အကျခံကသာသနာအဆောက်အအုံများကိုလည်းပြင်ဆင်မွမ်းမံပေးထားပါတယ်။ကမ္ဘာပေါ်မှာအယူဝါဒအမျိုးမျိုးရှိကြပြီးမိမိတို့အယူဝါဒဆိုင်ရာအဓိကမြင့်မြတ်တနေရာကိုရိုးသေးမြတ်နိုးစွာသတ်မှတ်ပိုင်းခြားလေရှိကြရာဗုဒ္ဓဝါဒီတို့အတွက်ကဂေါရမမြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့ရာဗုဒ္ဓဂါယာဟာအထွတ်မြတ်ဆုံးဖြစ်ပါတယ်။ဗုဒ္ဓဂါယာရှိရာအိန္ဒိယနိုင်ငံဟာဗဒ္ဒကဘာမှာပွင့်မဲ့ဗုဒ္ဓဘုရားရှင်9စုမှ4စုလုံးပွင့်တော်မူခဲ့သောနိုင်ငံဖြစ်ပါတယ်။ဗျာဒိတ်ထားခဲ့သောနောင်ပွင့်တော်မူမဲ့အရိမတိယမြတ်စွာဘုရားဟာလည်းဒီအရက်အနောက်မစ္စည်းမ၌သာပွင့်မယ်လို့သိရပါတယ်။ကဘာတစ်ခုစီမှာဘုရားပွင့်တော်မူတဲ့အခါမဟာလောကရရဲ့အလယ်ဗဟိုတက်တဲ့မစ္စည်းမလောကရမှာပဲပွင့်တော်မူတယ်လို့သိရပါတယ်။မစ္စည်းမလောကရရဲ့အလယ်ဗဟိုတက်တဲ့ဆူလလောကရဟာဗုဒ္ဓဂယာမြေဖြစ်တယ်လို့ဆိုကြပါတယ်။ဆူလလောကရမှာစပုတပြေပင်ပေါက်ရာစပုဒီပါလက်ရာတောင်ကျွန်းမှာသာဖျားရှင်အဆူဆူတို့ပွင့်တော်မူကြပါတယ်။ဒီအရက်ဟာကဘာတဲလျင်အစောဆုံးပေါ်ထွန်းပြီးကဘာပြက်လျင်လည်းနောက်ဆုံးမှပြက်တယ်လို့သိရပြီးဖျားရှင်ပွင့်တော်မူတဲ့အခါလဲအချိန်ကာလတစ်ခုတည်းမှာဖျားနှစ်ဆူပြိုင်မပွင့်မဲတဆူပွင့်ပြီးမှနောက်တဆူဟာရှေ့နောက်ပွင့်တော်မူကြပါတယ်။ယခုဗုဒ္ဓဂါယာမှအမှတ်အသားများကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဗဒ္ဒကဘာမှာစတုတ္ထမြောက်ပွင့်တဲ့ဂေါရမမြတ်စွာဘုရားရှင်နဲ့ပတ်သက်၍ထူးမြတ်သောလေးဌာနတို့နှင့်အတူအခြားသောအထိတ်အမှတ်များဖြစ်ပါတယ်။ထူးမြတ်သောမင်္ဂလာအောင်မြေလေးရက်တို့မှာဂေါရမဘုရားအလောင်းတော်ဖွားမြင်ရာလုံးမနီဥယျင်တပိညုတဉာဏ်တော်ရရှိတော်မူရာမဟာဗောဓိအောင်မြေဓမ္မစကြာတရားဥဟောတော်မူရာမိဂရာဝံတော်ပြိဋိနိဗ္ဗာန်ဆံတော်မူရာကုသိဏယုံအင်ကျင်းတော်တို့ဖြစ်ပါတယ်။ဒီလေးဌာနဟာဖူးမြော်သူတို့အတွက်ဓမ္မတန်ဝေကရကနတ်ရွာသူကတိတို့လာရောက်စေတတ်သောဌာနတုဌာနမြတ်များဖြစ်ကြတယ်လို့ဆိုပါတယ်။ဌာနလေးခုထဲမှာမဟာဗောဓိအောင်မြေအရက်ဟာအထူး